အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒီလေးမြန်အရက်လေးကိုကျွန်တော်ဖောက်ရမှာရပါတယ်ဒီဖောက်ရမှာရပါတယ်ဒီလေးမြန်ကကျွန်တော်ခီးတဲ့လေးမြန်တစ်စင်းပဲဖြစ်ပါတယ်မှာပေါ့နော်ကြာ9000ပေးရတယ်သူကကျွန်တော်ဈေးပြဒါရဖုန်းနံပါတ်တော့နည်းနည်းချိန်နေခွန်3ည3ပဲဒီရလေးဖောက်မယ်နော်ကျွန်တော်အဲ့ဒါမိုက်တာဒီအဝတိကြအနားလေးမြလေးမရှိပါဘူးဗျနောက်ပိုင်းဒီလေးမြန်ကို1998ခုနှစ်ကနေစပြီး30ရပြီဖြစ်ပါတယ်ဒီလေးမြန်အင်ဂျင်တောင်းပါပါတယ်ဒီအနောက်မှာဒီအနောက်ကဟာတစ်ခုဒီမှာဟာတစ်ခုဒီမှာကတစ်ခုရှိပါတယ်ဒီလေးမြန်ဝယ်တော့ဆိုရှင်နော် Twine Stool တစ်ခုမှဝယ်လို့ရပါတယ်ဒါပါပဲတဒါ